မိမိရဲ့အိမ်မှာလက်ပိတ်နေတယ်နော်မိမိအိမ်ရဲ့စီးပွားရေးကနော်ထင်တယ်လို့ခီးမရဘူးဆိုလို့ရှိရင်မိမိအိမ်မှာကိုးကွယ်ပူဇော်ထားတဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကင်းဝတ်စံပေတော်မူရာဘုရားကျောင်းဆောင်မှာဒါလေးကိုစက္ကန့်လူလန်းပေးပါမင်္ဂလာပါဒီကနေ့မှာတော့ကံပွင့်လက်ပွင့်စေဖို့အတွက်ဒါစီးပွားရေးတွေခေါင်းစေဖို့အတွက်ကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရည်မှန်းပြီးတော့စက္ကန့်လူလန်းပေးရမယ့်အရာတစ်ခုကိုကျွန်တော်မျှဝေပေးပါမယ်ဒါကတော့ကျွန်တော်တို့လက်ဖက်နှက်ရေရာပဲဖြစ်ပါတယ်ဒါမှမဟုတ်ရှင်လည်းလက်ဖက်တုပ်ရေရာပေါ့နော်အဲ့တော့လက်ဖက်ကကျွန်တော်တို့အလွယ်တကူလေးဝယ်လို့ရပါတယ်နော်မိမိရဲ့မိဖို့ကြောင့်လည်းမှလည်းအစင်သစ်ရှိနေတဲ့လွယ်ကူတဲ့ပစ္စည်းဖြစ်ပါတယ်ဝယ်ယူရတာလည်းလွယ်ကူပါတယ်နော်ပြီးတော့လက်ဖက်ကကြတော့ကျွန်တော်တို့မြမရိုးရာယဉ်ကျေးမှုအယူအဆမှာလက်လာပါနဲ့ပတ်သက်ပြီးတော့အင်မတန်မှဒါထူးခြားတဲ့အရာတစ်ခုဖြစ်ပါတယ်မြမရိုးရာနဲ့ပတ်သက်တဲ့အလူအတန်းတွေနော်ပွဲလန်းတပင်တွေနော်ဒါမင်္ဂလာကိစ္စရက်တွေမှာလက်ဖက်ကိုဒါမဖြစ်မနေအသုံးပြုကြပါတယ်အဲ့တော့ဒီလက်ဖက်နှက်ကိုကျွန်တော်တို့ကဘယ်လိုနှက်ရမလဲဒီလက်ဖက်နှက်ကိုကျွန်တော်တို့နှက်နေတဲ့အချိန်ဒီလက်ဖက်တုပ်ကိုကျွန်တော်တို့တုပ်နေတဲ့အချိန်မှာဒါဘယ်လိုမျိုးမိမိရဲ့စိတ်အာရုံကိုမွေးမြူထားရမလဲဆိုတာကိုကျွန်တော်အသေးစိတ်တင်ပြပေးသွားပါမယ်နော်အဲ့တော့လိုအပ်တဲ့ပစ္စည်းတွေကတော့လက်ဖက်နှက်ဖြစ်တဲ့အကြောင်းမလို့လက်ဖက်ကတော့အဓိကလိုအပ်ပါတယ်နော်ပြီးလို့ရှိရင်လက်ဖက်နှက်ဖို့အတွက်ကျွန်တော်တို့စီနော်စားအချို့မဟုတ်ဒါပြီးသွားလို့ရှိရင်ဒါကျွန်တော်မျိုးသီးစိမ်းလေးတွေနော်ကြက်သွန်ပြူလေးတွေနော်ဒါနှမ်းရှိတဲ့သူတွေကလည်းနှမ်းနဲ့နော်နှမ်းလေးဖြူပြီးတော့ကျွန်တော်တို့ဒါနှက်ပေးရမှာဖြစ်ပါတယ်အဲ့တော့လက်ဖက်လေးကိုကျွန်တော်တို့ရေကိုတည်တည်ချာချာပြောင်းစင်အောင်စီးကြောပေးပါအဲ့လိုမျိုးကျွန်တော်တို့လက်ဖက်ကိုရေကိုပြောင်းစင်အောင်စီးကြောနေတဲ့အချိန်မှာလည်းမိမိရဲ့စိတ်တံကနေပြီးတော့နော်ငါရဲ့ခန္ဓာကိုယ်မှာရှိတဲ့မကောင်းတဲ့လက်တွေနော်မကောင်းတဲ့အရာတွေမကောင်းတဲ့အညစ်အကြေးတွေအားလုံးဒီလက်ဖက်စီးတဲ့ရေလိုပဲဒါပါသွားကြပြီအဝေးကိုလွင့်စင်သွားကြပြီဆိုပြီးတော့မိမိကစိတ်အာရုံကိုဝန်းမြူပြီးတော့လက်ဖက်ကိုတည်တည်ချာချာဒါစီကြောပေးရမှာဖြစ်ပါတယ်နော်ပြီးတော့လည်းကျွန်တော်လက်ဖက်ကိုကျွန်တော်တို့တည်တည်ချာချာလေးကျွန်တော်တို့ရည်ညှစ်မယ်ရည်ညှစ်ပြီးသားလို့ရှိရင်လိုအပ်တဲ့ဒါစားနော်ဒါအချုံမုံနော်စီနော်ဒါထည့်ပြီးလို့ရှိရင်ကျွန်တော်နှက်ပါပြီးလို့ရှိရင်တံမြာသီးလေးတစ်စီးလောက်ဆန်းပြီးတော့လက်ဖက်ကိုနှက်ပါနော်ပြီးလို့ရှိရင်တော့ကြက်သွန်ပြူလေး5-6တောင်ထည့်ပါနော်ပြီးလို့ရှိရင်ကျွန်တော်နှမ်းလေးအနည်းငယ်လက်ဖက်ပေါ်မှာဖြူပေးပါနော်အဲ့တော့ပဲချမ်းတွေပါရှိတဲ့သူတွေနေနဲ့ဒါပဲချမ်းကိုထည့်ပြီးတော့စက်ကက်လူလန်းလို့ရပါတယ်အဲ့တော့ကျွန်တော်ပကံများတီးတီးလေးတစ်ချက်နဲ့ပွဲလေးပြင်လိုက်ပါနော်အဲ့ဒီလိုမျိုးလက်ဖက်နှက်လေးကိုကျွန်တော်ပြင်လိုက်မယ်ပြင်ပြီးသားလို့ရှိရင်ဘေးမှာကျွန်တော်တို့ဒါပဲချမ်းလေးထည့်ပေးမယ်နော်ဒါငရုတ်သီးတောင်လေးကိုညှက်ပြီးမထည့်ချင်ဘူးဆိုလည်းငရုတ်သီးလေးကိုအတောင့်လိုက်လေးထည့်ပေးပါနော်ပြီးကြက်သွန်ပြူလေးလည်းအတောင့်လိုက်လေးကျွန်တော်ခွန်ခွာပြီးတော့ထည့်ပေးပါနော်ပြီးသားလို့ရှိရင်ကျွန်တော်တို့ဒါလေးကိုဒါဇွန်းအသေးလေးတစ်ချောင်းတက်ပြီးတော့မိမိအိမ်မှာကိုးကွယ်ပူဇော်ထားရှိရာဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကင်းဝတ်စံပေတော်မူရာဘုရားကျောင်းဆောင်မှာဒီလက်ဖက်နှက်ကိုစက္ကန့်လူလန်းပေးပါနော်အဲ့တော့တချို့တွေမေးကြလိမ့်မယ်ဒီလက်ဖက်နှက်ကိုစွန်းနဲ့အတူစက္ကန့်လူလန်းလို့ရလားလို့မေးကြလိမ့်မယ်ရပါတယ်လက်ဖက်နှက်ကိုစွန်းနဲ့အတူတူရောပြီးတော့စက္ကန့်လူလန်းလို့လည်းရပါတယ်နော်အဲ့တော့လူလန်းရမယ့်ပုံစံကတော့ကျွန်တော်တို့ဒီလက်ဖက်နှက်ပကံလေးကိုဒါလက်ကနေဒီချာကိုင်းမြောက်နော်မျက်စိလုံးမျက်လုံးလေးကိုမိတ်ပေါ့နော်မိတ်ပြီးလို့ရှိရင်ဒါမိမိကိုယ်တိုင်ကိုကြကိုနိုင်ကနေပြီးတော့တက်ရှိထေချာဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဒီလက်ဖက်နှက်ကိုကတ်လူနေတဲ့နော်လက်ဖက်တုပ်ကိုကတ်လူနေတဲ့ပုံမှန်တဏ္ဍာကိုအာယုန်ထဲမှာငွေ့မြူပေးထားမှာဖြစ်ပါတယ်နော်ပြီးရတယ်မိမိရဲ့နှုတ်ကနေပြီးတော့အရှင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရှင်ဘုရားတပည့်တော်သည်ဒါမှမဟုတ်ရှင်လည်းတပည့်တော်မသည်ပေါ့နော်အရှင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဤလက်ဖက်နှက်စွန်းကိုဤလက်ဖက်တုပ်စွန်းကိုရိုသေစွာဖြင့်စက္ကန့်လူတန်းပါတယ်ရှင်ဘုရားအရှင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးနော်ကြွရောက်တော်မူ၍ချီးမြှောက်တော်မူ၍ဖုံးပြီးတော်မူပါအရှင်ဘုရားနော်ဤသို့စက္ကန့်လူနဲ့တော့ကုသိုလ်တရားနဲ့စေတနာတရားတရားများကြောင့်လည်းဘုရားပြီးတော်ဤဘဝ၌အခက်အခဲအကျက်တွေများမှာအမြန်ဆုံးလွတ်မြောက်ရပါလို့ဤနော်ဒါလက်လာပါပြီးပွင့်လန်းရပါလို့ဤစီးပွားရေးလည်းကောင်းရပါလို့ဤစသဖြင့်ပေါ့မိမိလိုချင်တဲ့နော်မိမိစိတ်ထဲမှာဆန္ဒရှိနေတဲ့အရာတစ်ခုကိုဒါဆူတောင်းလို့ရပါတယ်နော်ပြီးသွားရင်ကျွန်တော်တို့လက်နှစ်ဖက်လေးနဲ့ယူယူသေးသေးကတ်လူပါနော်ကတ်လူပြီးသွားတဲ့အခါမှာကျွန်တော်တို့ဒါဒီရဲ့ရတရားပြီးမြောက်ပြီလို့ဆိုပါတယ်နော်အဲ့တော့စောစောကပြောသလိုပဲစိတ်တရားအာယုန်ထဲမှာမွေးထားမှာကမိမိအစဉ်ပြေလို့ခြင်းမိမိစီးပွားရေးကောင်းလို့ခြင်းနော်မိမိလက်ပွင့်လို့ခြင်းအကျိုးထက်ကိုဒါမိမိကနေပြီးတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဒီလက်ဖက်တုပ်နော်လက်ဖက်နဲ့စွန်းကိုဖုံးပေးစီလို့ခြင်းအကျိုးကတရားကိုဦးစားပေးပြီးတော့ဒါစိတ်ထဲမှာမွေးမြူထားဖို့လိုပါတယ်เนาะဒါဆိုလို့ရှိရင်အထမြောက်ပါပြီเนาะအဲ့တော့ပြီးသွားတဲ့အခါမှာအဲ့လက်ဖက်နှက်ကိုကျွန်တော်တို့ကဒါပြန်လဲပြီးတော့စွန့်ကြဲပါเนาะစွန့်ပြီးတဲ့အခါမှာလည်းမိမိအိမ်မှာဒါဘုရားကျောင်းဆောင်မှာဒါကြွက်ချင်ရင်မတန်းဘူးမလာဘူးတန့်ရှင်းတယ်ဆိုလို့ရှိရင်เนาะမိမိကိုယ်၌လည်းစားသုံးလို့ရပါတယ်เนาะအဲ့တော့မိမိအိမ်မှာရှိတဲ့เนาะတခြားအိမ်သူအိမ်သားတွေကိုလည်းဒါကျွေးမွေးလို့ရပါတယ်ဒါဆိုလို့ရှိရင်အိမ်သူအိမ်သားတွေလည်းကျန်းမာရေးကောင်းပါတယ်
လက်လာပါတွေပွင့်လန်းပါတယ်မိမိအိမ်လည်းစီးပွားရေးကောင်းပါတယ်စီးပွားရေးလက်လာပါတွေပွင့်လန်းပါတယ်เนาะမိမိကိုယ်တိုင်လည်းဒါလက်ပွင့်ပါတယ်เนาะအဲ့တော့ဟိုကြွက်တွေပါတွေလာတတ်တယ်ပေါ့เนาะဒါစားတောက်သွားတယ်ဆိုရင်တော့ပြန်တော့မိမိမသုံးဆောင်နဲ့ပေါ့ဘာလို့ဆိုတော့ကျမ်းမာရေးရအနေဖြစ်မှာဆိုလို့လေအဲ့ဒါဆိုလို့ရှိရင်လည်းဒါနီးစက်ရဒါတစ်ပင်ချရင်တည်ရင်မှာဖြစ်ဖြစ်เนาะမိမိအိမ်မှာဒါတင့်တော်တဲ့နေရာတစ်ခုခုမှာပဲဖြစ်ဖြစ်မိမိကဒါကိုဒါစွတ်ပစ်ပါเนาะပြီးလို့ရှိရင်နောက်တစ်ခုကကျွန်တော်တို့ဗာလဲဆိုတော့ဒီအိမ်မှာအိမ်တအိမ်လက်ပွင့်ဖို့เนาะအိမ်တအိမ်စီးပွားတက်ဖို့ဆိုလို့ရှိရင်ဒါလက်ဖက်တုပ်လည်းစားပေးရပါတယ်အဲ့တော့နေ့တိုင်းမစားစရာမလိုပါဘူးဥပမာ9ရက်တစ်ချိန်လောက်လို့ဖြစ်ဖြစ်လက်ဖက်လေးတုပ်ပြီးတော့ပေါ့เนาะဒါလက်ဖက်တုပ်ဆိုတာလည်းကျွန်တော်မနှက်စာဆိုလို့ရှိရင်ဒါထမင်းဖြူနဲ့เนาะထမင်းဖြူပူပူလေးနဲ့လက်ဖက်တုပ်လေးဆိုအင်မတန်မှလိုက်ဖက်ပါတယ်ကျွန်တော်တို့ဒီမြမအစားအစာတွေမှာဆိုလို့ရှိရင်လေလက်ဖက်ကဒါလူကိုများစွာအကျိုးပြုတဲ့ဒါစားစရာတစ်ခုဖြစ်ပါတယ်เนาะအလွန်ကျွံတော့မစားနဲ့ပေါ့အလွန်ကျွံစားတဲ့အခါကျရင်တော့ဆိုးကျိုးတော့ရှိပါတယ်ဒါလေးအောင်တာတို့လေးထိုးတာတို့ဖြစ်နိုင်တာပေါ့เนาะဒါမျိုးလက်ပွင့်မှုအတွက်ဆိုလို့ရှိရင်တော့9ရက်ကိုတစ်ချိန်လောက်ကတော့ကျွန်တော်တို့လက်ဖက်လေးတုပ်ပြီးတော့မှဒါအိမ်သူအိမ်သားတွေအားလုံးစားသင့်ပါတယ်ဒါဆိုလို့ရှိရင်အိမ်လက်ပွင့်ပါတယ်เนาะအဲ့တော့ဒီလက်ဖက်နှက်ကိုလည်းဒါဘယ်နေ့ကဲရမလဲနေ့တိုင်းကဲရမယ်လို့လည်းကျွန်တော်မဆိုလိုပါဘူးเนาะအဲ့တော့တစ်ပတ်မှာတစ်ချိန်လောက်ဖြစ်ဖြစ်ဒါကျွန်တော်တို့ကတ်လူပေးဖို့လိုပါတယ်เนาะအဲ့လိုမျိုးကတ်လူပေးခြင်းအပြင်မိတ်ဆွေလက်တွေပွင့်လာပါလိမ့်မယ်เนาะအဲ့တော့လက်ဖက်နဲ့တဲ့ပုံစံကတော့ကျွန်တော်ကတော့ဒါအသေးသေးရှင်းပြမနေတော့ပါဘူးเนาะမိမိအဆင်ပြေတဲ့ပုံစံနဲ့ပဲနှက်ပါတချို့လည်းနှက်ပုံနှက်နည်းတွေကတော့အများကြီးရှိတာပေါ့တချို့ကြတော့လည်းလက်ဖက်နှက်ကိုဒီတိုင်းလေးပဲစားအချို့မို့တံမြာတိတိနဲ့နှက်တာလည်းရှိတယ်တချို့ကြတော့လည်းလက်ဖက်နှက်ကိုမှဒါဂျင်းလေးအနှဲငယ်ထည့်ပြီးတော့နှက်ကြတဲ့သူတွေလည်းရှိပါတယ်အဲ့တော့ဂျင်းထည့်လို့ရလားမရလားဆိုတော့ရပါတယ်ဂျင်းချစ်ထားတာလေးပေါ့အနှဲငယ်ထည့်တယ်ကောင်းပါတယ်ဘာလို့ဆိုဂျင်းဆိုဒီကျွန်တော်တို့ဒီဒါနေချင်းညချင်းဒါကြီးပွားတိုးတက်စေနိုင်တယ်เนาะတက်တဲ့ဘောရှိတာအောင်เนาะလက်ဖက်ဆိုတာလည်းကျွန်တော်တို့ဒါလက်လာပါတွေပွင့်နှံစေတဲ့တက်တဲ့ဘောကိုဆောင်တဲ့အတွက်သူတို့ခုပေါင်းဆက်ပြီးနှက်မယ်ဆိုလို့ရှိရင်လည်းရပါတယ်တချို့ကျတော့လည်းလက်ဖက်နှက်ရတော့မဟုတ်ဘူးလက်ဖက်တုပ်ရှင်နေဆိုလည်းရပါတယ်အဲ့တော့လက်ဖက်တုပ်မယ်ဆိုလို့ရှိရင်လည်းတချို့တုပ်နည်းမျိုးမျိုးရှိကြပါဘောเนาะဟိုမှာတချို့ကြလည်းခန်းကြီးတွေပါထည့်တုပ်တာတွေလည်းရှိတယ်တချို့ကြလည်းဒမ်မပေးချမ်းနဲ့တုပ်တာလည်းရှိတယ်ရတယ်အဆင်ပြေသလိုနှက်ပါလက်ဖက်မနဲ့နိုင်လို့လက်ဖက်တုပ်မယ်ဆိုလည်းရတယ်အဆင်ပြေလို့တုပ်ပါအဓိကတော့ကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားကြီးကိုရမကြီးကိုလက်ဖက်နှက်နဲ့လက်ဖက်တုပ်ကတ်လူပေးဖို့ဒီနေရာမှာကျွန်တော်ကတင်ပြလိုခြင်းပဲဖြစ်ပါတယ်เนาะဒါလေးကိုမိတ်ဆွေတို့အနေနဲ့ဒါတည်တည်ချာချာလေးလိုက်လာပြီးဆောင်ရွက်ကြည့်ပါဒါမိတ်ဆွေတို့အနေနဲ့လက်လာပါတွေပွင့်နှန်းလာပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒီလက်ဖက်ဒီကျွန်တော်တို့ဒါဖုံးရွှေအယူဆမှာလဲเนาะတရုတ်ရိုးရာအယူဆတွေမှာဆိုလို့ရှိရင်လည်းလက်ဖက်ကအင်မတန်မှလက်ကောင်းတဲ့ပစ္စည်းဖြစ်ပါတယ်ဘာလို့ဆိုတော့တရုတ်လူမျိုးတွေကသူတို့အင်မတန်ချစ်ခင်တဲ့သူတွေเนาะသူတို့အင်မတန်သဘောကျတဲ့သူတွေကိုမှသူတို့ကလက်ဖက်အကောင်းစားကိုလက်ဆောင်ပေးကြတဲ့သဘောတဘာဝရှိပါတယ်เนาะအများဖြင့်တော့တတိတွေပေါ့เนาะတတိတွေဆိုလို့ရှိရင်တရုတ်တတိတွေဆိုလို့ရှိရင်တို့ရှိမှလက်ဖက်နဲ့ပတ်သက်ပြီးတော့ဒါလက်ဖက်ကိုသူတို့ကောင်းကောင်းအသုံးချတယ်လက်ဖက်ကောင်းကိုအသုံးပြုကြတယ်เนาะမိတ်ဆွေတွေကိုလက်ဆောင်ပေးပြီးဆိုလို့ရှိရင်လည်းဒီလက်ဖက်ကောင်းကောင်းကိုသူတို့တွေပေးကြတယ်လက်ဖက်ကတော့အချောက်နဲ့အဆူရှိတာအောင်เนาะလက်ဖက်တို့ကတော့ကျွန်တော်တို့အချောက်ကအသုံးပြုလို့မရတဲ့ကြောင့်မို့လို့ကျွန်တော်လက်ဖက်အဆူဝယ်ပြီးတော့ဒါကိုကျွန်တော်ကတ်လူခံခြင်းပဲဖြစ်ပါတယ်โอเคအဲ့တော့ဒီကနေ့မှာတော့ဒါလေးကိုကျွန်တော်မိတ်ဆွေတို့ကိုမျှဝေပြီးတော့တင်ဆက်ပေးလိုက်ပါတယ်အဲ့တော့ဒါလေးကိုလိုက်ပါပြီးတော့လှုပ်ဆောင်ကြည့်ပါတည်တည်ချာချာနဲ့ရုံရုံကြီးကြီးနဲ့လှုပ်ဆောင်ပါတည်တည်ချာချာယူတည်တည်နဲ့ဒါကျွန်တော်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရမကြီးကိုသုံးဆောင်စေလိုခြင်းအလို့ငါစိတ်အာယုံတရားမှာထားပြီးတော့ကတ်လူပေးပါเนาะမိတ်ဆွေများအားလုံးအဆင်ပြေသွားပါလိမ့်မယ်เนาะအဲ့တော့ဒီဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ပဲကျွန်တော်ဆုံးသက်လိုက်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးအဲ့တော့ဘေးရန်ခတ်တင်ကင်းချင်းညပါစေဒေါသခတ်တင်ကင်းချင်းညပါစေတောကခတ်တင်ကင်းချင်းညပါစေကြောင်းကြခတ်တင်ကင်းချင်းညပါစေစင်းရဲခတ်တင်ကင်းချင်းညပါစေနှလုံးစိတ်မှန်အေးချမ်းကြပါစေကောင်းကျိုးလူရဲ့ဆန္ဒများပြေဝကြပါစေလက်တွေပွင့်ကြပါစေငွေတွေဝင်ကြပါစေလို့ကျွန်တော်ကဆုမကောင်းတောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ